ကျွန်တော်ဒီ Mac တွေရဲ့ macOS ရဲ့ကျွန်တော်ဒီအောက်ကdock ရဲ့အကြောင်းကိုကျွန်တော်ပြောပြပါတယ်menu bar ပေါ့နော်ဒီဟာလေးကိုကျွန်တော်ဘယ်လိုမျိုး customize ဘယ်လိုမျိုးပြုပြင်လို့ရတဲ့အကြောင်းကိုကျွန်တော်တစ်ချက်ပြောပြပါတယ်ပြီး browser ဒီရဲ့dock တွေကိုကျွန်တော်ဆိုဒီလိုမျိုးနေတဲ့တန်းတဲ့တခါလေးကျေခဲ့တဲ့ပုံစံပေါ့နော်ဒီရဲ့ပုံစံကိုကျွန်တော်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုရင် application တွေကြီးရတဲ့ပုံစံကိုလုပ်လို့ရတဲ့နေရာဒီရဲ့လွတ်တဲ့ညာပါလေးကျွန်တော် right click နေလိုက်ပေါ့နော် right click နေပြီးရတယ်ကျွန်တော်ဒီနားမှာကျွန်တော်ဒီမှာ notification မှာဒါလေးကိုကျွန်တော် off လိုက်ပြီးဆိုရင်တခုဒီမှာကျွန်တော်ဖြည့်နေတဲ့ software တွေကမကြီးတော့ပါဘူး icon လေးရတယ်မှာပုံမှန်တနည်းဖြစ်နေပါတယ်ဒီထိတ်မှာလေးသူ့ရဲ့ဥဆောင်ချက်လေးသူရေးထားပြပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒါလေးပြန်မယ်ဟုတ်ပြီအခုကျွန်တော်ဒီတစ်ခုလေးနောက်တစ်ခုလေးကျွန်တော်ပြန်စမ်းကြည့်မယ်ဟုတ်ပြီကျွန်တော် software တွေဖွင့်နှပ်ပေးလိုက်တာကိုသူတို့လေးထဲတာလေးလပါဘောတော့ဒါလေးကိုကျွန်တော်ဘယ်လိုပြောင်းလို့ရလဲဆိုရင်ဒီမှာဒီ minimize ဒီမှာကျွန်တော်ဒီရဲ့genius effect တွေကိုကျွန်တော်ထည့်ထားပြပါတယ် scale effect ဆိုရင်ကျွန်တော်ခဏပုံစံလေးကဒါလိုလေးပုံမှန်တိုင်းရိုးရှင်းနေဖြစ်နေမှာပါဒါဆိုရင်ကျွန်တော်ခဏပုံစံလေးကိုတစ်ချက်ပြန် effect တွေပြောင်းလိုက်မယ်genius effect ကိုလုပ်လိုက်မယ်ဒါဆိုရင်လာပါလေးဖြစ်သွားပြီဒီ application လေးကျွန်တော်ကြည့်ချင်နေဆိုရင်ဒီနားမှာကျွန်တော် turn on magnification on ကိုနှိပ်လိုက်မယ်ဒါဆိုကျွန်တော်ကြည့်ပြီးတော့မယ်ဟုတ်ပြီနောက်တစ်ခုပြန်ပြောင်းမယ်ကျွန်တော်ဒီ menu bar တွေကိုကျွန်တော်အောက်မှာထားတာမကြိုက်ဘူးဒီရဲ့ဘေးနားလေးမှာကျွန်တော်ပြောင်းချင်တယ်ဒီဘက်ဘေးတွေပြောင်းမယ်ဒါကျွန်တော်တို့ပြောင်းလို့ရလဲဆိုရင်တူတညာရဲ့ right နေလိုက်ပေါ့နော်ကျွန်တော်ဒီကောင်းလေးဒီညာလေးပို့ဆင်းပြီးတော့ဒီပိုင်းနဲ့ဒီပါဒီမှာ position on screen ဆိုတဲ့ညမှာကျွန်တော်တို့left right ရဲ့ဘုတ်တွင်ရှိတယ်left ဆိုရင်ကျွန်တော်ပြင်ပြမှာပေါ့နော်ဒီမှာဆိုရင်ဒီမှာလေးဖြစ်သွားပြီဒါလေးကျွန်တော်မကြိုက်ဘူးပြောင်းမယ်ဒီဘက် right ဘက်ကိုပြောင်းမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်လေးပြောင်းလာပြီကျွန်တော်တို့လေးမကြိုက်ဘူးကျွန်တော်အောက်ကဘားလေးရဲ့ကြိုက်တယ်ဆိုရင်ပေါ်တုံးလေးနေလိုက်မယ်โอเคဒါဆိုရင်ဒါဆိုပြီးသွားပြီနောက်တစ်ခုကကျွန်တော်ဒီအောက်ကကျွန်တော် menu bar လေးကိုကျွန်တော်တို့ကအမြဲတမ်းပေါ်အောင်ကြိုက်တဲ့ခါတလေမှပေါ်ချင်နေဆိုရင်ကျွန်တော်ဘယ်လိုလေးဆက်လို့ရလဲဆိုရင်ဒီနားမှာဒီလူနေမှာ record နေလိုက်မယ်ပြီးဒီမှာဒီမှာ heading on ဆိုတော့နေလိုက်မယ်ဒါဆိုရင်ကျွန်တော်ပျောက်သွားပြီဒါဆိုကျွန်တော်လိုအပ်တဲ့အမှဒီအောက်ကဘာကိုကျွန်တော်ဟာဘာလေးလုပ်လိုက်မှဒါဆိုကျွန်တော်ထွက်လာတာကျွန်တော်တို့လေးမကြိုက်ဘူးကျွန်တော်ပုံမှန်တိုင်းပဲကြိုက်တယ်ဒါဆိုရင်ကျွန်တော်တရားကိုပြောင်းအောင်လိုက်မယ်ဒါဆိုအဆင်ပြေသွားပြီပြီးရင်ဒီအောက်ဆုံးမှာရှိတယ်ဒီအောက်ကကျတော့ကိုစိတ်ကြိုက်ပြန်ပြီးspeed ကိုနီးချင်လားမြန်ချင်လားစိတ်ကြိုက်ပြပြင်လို့ရပါတယ်ကဲဒီနေ့ကကျွန်တော်ဒီရဲ့ dock ရဲ့ menu bar အကြောင်းကျွန်တော်ပြပြတာဖြစ်ပါတယ်